ပြဝန်းနေခြင်းဒုက္ခတွေမှာရောက်ရှိနေလို့ချိန်မှာရင်ဆိုင်ရသောခီးလန်းနေကဲကိုကြမ်းတမ်းလို့နေခက်တန်နေတဲ့ဘဝယုံကန်ရရှိတော့ကဝေဒနာတွေကြားရင်ဆိုင်ရသောဘဝတိုက်ပွဲတွေလမ်းပြပေးမှုပါနှုတ်ဆက်ဆုံးစမ်းခြင်းတွေ့ကြုံလို့ခါဝမ်းနေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းတွေကဲကိုကြမ်းတမ်းလို့နေ